ကပေါင်းကိုချစ်တော်မူသည်ရန်ငယ်ခြင်းတရားယေရှုခရစ်ပါယုံကြည်ကကိုးစားလက်ခံပါဖြစ်ဖြစ်ခြင်းယေရှုခရစ်အပြည့်နာအထံတော်ကိုရောက်နိုင်တာဟာပြားအထံတော်အပါခေါ်ဆိုကပလင်တော်ရှိ